ထူရဲ့အပါရဲ့အလတ်စားရဲ့နော်အိန္ဒိယနိုင်ငံမှာတော့ခုချိန်ထိသုံးနေတော့မဲ့ဓမ္မရိုးတွေကိုဖြတ်ထားပြီးတော့ကားဂိတ်တွေတို့မိရထားတွေတို့ဆိုပြီးတော့ဒန္တပောနာဆိုပြီးလိုက်ရောင်းနေတာဒန္တပူနဲ့ရောင်းတာရှိတယ်ကလားတွေမှာနော်သွားတိုက်တာအဲ့ဒီဓမ္မရိုးနဲ့သွားတိုက်တဲ့အလေးထားခုချိန်ထိပဲရှိတော့မယ်အဲ့တော့မြတ်စွာဘုရားအတွက်မနဲ့သွားတိုက်ဖို့တို့မျက်နှာသိဖို့တို့ဆိုတာလေးတွေကိုဆင်းသင်းလုပ်ပေးတာကြောင်းတန်ရှင်းလုပ်ပေးတာရေမိုးစီစဉ်ပေးထားတာမြတ်စွာဘုရားကဖဏမစည်းသည့်အတွက်ကြောင့်ဆွမ်းကကြွလာတယ်ဆိုရင်ခြေဆေးဖို့တွေပါဒီအကုန်လုံးဒီလိုဝေယဝိဆလေးတွေကိုအမြဲလုံးမဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးဒီလိုပုဂ္ဂိုလ်မျိုးကလည်းဒီလိုလုပ်ဖို့အတွက်ဆုတောင်းလာမှရတယ်ပေါ့အဲ့ဒီမှာ120တွင်းကရောအဲ့ဒီလိုပုဂ္ဂိုလ်တွေမရှိဘူးလားဆိုရှိတယ်ဘယ်နှပါးလောက်ရှိတော့ဆိုရင်9ပါးလောက်ရှိတယ်ညီတော်အနန္ဒအပါဝင်9ပါးရှိတယ်မြတ်စွာဘုရား120အတွင်းဘယ်သူတွေတုံးလို့ဆိုလို့ရှိရင်ရှင်နာဂသမလာဆိုရခေါ်ရှိတယ်နောက်ရှင်နာခိတနံပါတ်2ကနံပါတ်3ကဥပဝါနာဒီပုဂ္ဂိုလ်ရဲ့အကြောင်းကိုတဖြည်းဖြည်းအသေးစိတ်ခေါ်ပြမယ်နောက်ချုပ်တဲ့အခါကျတော့နော်နံပါတ်4ကသူနခတ္တယဟံနံပါတ်5ကစုံဒနံပါတ်6ကတာဂတနံပါတ်9ကရာဓနဲ့နံပါတ်8ကမေဂိယနံပါတ်9ကရှင်အနန္ဒာဆိုပြီးမြတ်စွာဘုရားကိုကျုံတယ်လို့ဝင်ရောက်ပြီးတော့ volunteer ပေါ့ဝကြိုးငယ်ပြုတဲ့ပုဂ္ဂိုလ်တွေဒါပေမဲ့သတ်မှတ်ပြီးတော့တာဝန်အနေနဲ့ပေးတာမဟုတ်ဘူးအဲ့တော့ကျုံတယ်လို့ဝင်ပြီးတော့လုပ်ကြတဲ့ပုဂ္ဂိုလ်တွေကျုံတယ်လို့ဆိုတာကမကျုံရင်မလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်လေဒါကြောင့်မို့ဒီဘာသာနဲ့တင်းပေါ့အဲ့ဒီလို PS ကိုထားဖို့ဒီလိုဆိုတာပေါ့နော်ဘာသာနဲ့တင်းမြတ်စွာဘုရားတဲ့ဥပဋ္ဌာကဆိုတဲ့ယဟန်ရတုအဲ့ဒီလိုမြတ်စွာဘုရားပြောတဲ့အခါကျတော့စိတ်မကောင်းဖြစ်ကြတယ်စိတ်မကောင်းမှုဆိုတာ2မျိုးရှိတယ်လို့မှတ်သားထားတန်ခါပိဋကတွေထဲမှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့စိတ်မကောင်းဖြစ်ကြတယ်ဆိုတာဘယ်လိုဖြစ်တာတော့ဆိုဓမ္မတံဝေခလို့ခေါ်တယ်ဓမ္မတံဝေခဆိုတာဟာအကုသိုလ်လန့်တာမဟုတ်ဘူးအကုသိုလ်စိတ်နဲ့လန့်တာမဟုတ်ဘူးနော်အကုသိုလ်စိတ်နဲ့လန့်တာမဟုတ်ဘဲနဲ့ကုသိုလ်စိတ်နဲ့ငါတို့မေ့လိုက်တာတော်တော်ဆိုးဝါးပါလားဆိုတဲ့လန့်နေမျိုးလန့်တာနော်အဲ့ဒါကိုဓမ္မတံဝေခလို့ခေါ်တယ်အကုသိုလ်နဲ့လန့်တာကြောက်တာကြတော့ဒေါသနဲ့လန့်တာကြောက်တာအခုယန္တာပုဂ္ဂိုလ်တွေမှာလန့်တာမရှိဘူးလားဆိုရှိတယ်ဘာနဲ့လန့်တာတော့ဓမ္မတံဝေခလို့ဓမ္မတံဝေခဆိုတာဘာပြောတာတော့ဆိုဥတ္တပပါဝေနဲ့အတိညာလို့ဒီလိုဆိုတယ်သဟောတ္တပညာဏသဟဥတ္တပညာဏဥတ္တပညာဏဆိုတာကြောက်လန့်တဲ့ဉာဏ်လို့ဆိုလို့တယ်အတိညာနဲ့စဉ်းစားပြီးတော့တို့မလုံးမိတာမှားလိုက်တာတို့ဒါမျိုးမဖြစ်သင့်ဘူးနဲ့ဆိုပြီးတော့စိတ်မကောင်းဖြစ်ကြတယ်ပေါ့နော်ရှင်သာရိပုတ္တရာတို့စိတ်မကောင်းဖြစ်ပြီးရှင်သာရိပုတ္တရာအရင်ဆုံးထပြီးတော့တပည့်တော်ပြုစုပါမယ်ဗျာတပည့်တော်ကိုယ်တိုင်ပြုစုပါမယ်ဆိုပြီးတော့ရှောက်တော့မြတ်စွာဘုရားလက်တားတယ်မဟုတ်ဘူးသာရိပုတ္တရာမင်းဟာအမှန်တမ်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ငါမရှိတဲ့နေရာမင်းရှိနေငါရှိနေသလိုပဲဟာလားယဟန်တန်ဃာတွေတရားဓမ္မနဲ့ပတ်သက်ပြီးမရှင်းမလင်းရှင်သာရိပုတ္တရာသွားမေးအကုန်ရှင်းဒီလိုဟောမြတ်စွာဘုရားရဲ့ကိုယ်စားအလုံးလုံးနိုင်တယ်မြတ်စွာဘုရားဟောတဲ့တရားမျိုးကိုတူယူပြီးတော့ထူးထူးခြားခြားဟောပြောနိုင်တယ်မြတ်စွာဘုရားဟောတဲ့ဓမ္မစက္ကကိုထပ်ပြီးတော့လက်ပတ်စေနိုင်တဲ့ပုဂ္ဂိုလ်ဟာရှင်သာရိပုတ္တရာတပါးပဲရှိတယ်ပေါ့လက်ပတ်စေနိုင်တယ်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာငါ့ကိုပြုစုဖို့မလိုဘူးမင်းစုတောင်းတာအဲ့ကသာဝကစုရှင်မောက္ကလန်ကလည်းထားလျှောက်တယ်အဲ့ဒီတန်ဃာတွေအားလုံးအတိတိမဟာသာဝကကြီး80လုံးကစိတ်မကောင်းဖြစ်ပြီးတော့ထားလျှောက်ကြတယ်အတိတိအဲ့ဒီထဲမှာပါတဲ့ရှင်အနန္ဒာတပါးပဲမလျှောက်ဘူးဂုတ်တုတ်ထိုင်နေတယ်ဂုတ်တုတ်ထိုင်နေကျန်တဲ့ကိုယ်တော်တွေကတော့သူလုံးပါမယ်နဲ့ထားလျှောက်ရှင်အနန္ဒာမလျှောက်ဘူးမလျှောက်တော့ဘေးကကိုယ်တော်တွေကငါရှင်အနန္ဒာလျှောက်လေဆိုတော့သူကဘာပြောတော့ဆိုတောင်းလို့ရတဲ့ယာတုဟာတန်ဖိုးမရှိပါဘူးလို့ပြောတယ်နော်
ဒါလည်းတတိထားเสียကောင်းတယ်ပေါ့သူ့ရဲ့စိတ်နေသဘောထားကြည့်တောင်းယူလို့ရတဲ့အရာဟာတန်ဖိုးမရှိပါဘူးမြတ်စွာဘုရားသူ့မြင်ပါတယ်တဲ့သူပြုစုတာတွေလည်းသူပြုစုဘူးတဲ့ပေါ့သူသဘောကြရင်အနန္တငါပြုစုလို့ပြောရင်ရတာပဲညီကိုတုံးခွဲပဲတော်သေးတာပဲရှင်အနန္ဒဆိုတာသုတ္တရဏမင်းကြီးရဲ့ညီအရင်အမိတောရဏတာကိဝေမင်းကမွေးတာသူ့သားသူ့နှမလေးကနန္ဒာဆိုတာတယောက်ရှိတယ်နော်မောင်နှမနှစ်ယောက်စလုံးသာသနာပေါင်းရောက်နေတာသူတို့မြတ်စွာဘုရားနဲ့ရှင်အနန္ဒဆိုတာဖွားဘက်တော်